Vaseline ကိုလူတော်များများကဘာမှတိတ်သုံးမဝင်တဲ့ဘူးလေးတစ်ဘူးလို့ထင်နေကြတော့မယ်။ဒါပေမဲ့တကယ်တော့အဲ့ဒီဘူးလေးကမင်းကိုပို့ပြီးတော့တတ်မြတ်စေတယ်။ဆွဲဆောင်မှုပိုရှိစေတယ်။တကယ်တော့မင်းက Vaseline ကလုပ်ပေးနိုင်တဲ့အရာတွေအတွက်ခြားပစ္စည်းတွေမှာပတ်စံတွေလက်ကားဖြုံးနေမိတယ်။ဒီဗီဒီယိုမှာတော့မင်းရဲ့အသားရည်နဲ့စပင်ကိုလုံးဝပြောင်းလဲသွားစေမယ်။စွမ်းထက် Vaseline နီလန်း၅ခုပြောပြပေးသွားမယ်။ရိုးရှင်းတယ်၊စေးသက်သာတယ်ပြီးတော့ထိရောက်တယ်။နံပါတ်1ရင်မွေးနှံပိုဆွဲစေဖို့မင်းက50နဲ့ရင်မွေးကြီးဆွထားရင်တော့တနားရီတွင်းနှမ်းပြောက်သွားရင်ဖာထူးမှာလေ Vaseline ကမင်းရဲ့ရင်မွေးနှံကိုတနေကုန်ဆွဲနေစီမဲ့လှည့်ဝက်ချက်ပဲလုံနည်းကတော့မင်းသွေးကုန်လုံးရှိတဲ့နေရာတွေဖြစ်တဲ့လေပင်လက်ကောက်ဝင့်နဲ့ညှက်ရိုးတွေပေါ်မှာ Vaseline လွှာပါတွေရင်လိမ့်လိုက်ပြီးရင်ရင်မွေးဆွတ်လိုက် Vaseline ကရင်မွေးနှံကိုပိတ်လောင်ထားပြီးတော့တနေကုန်နှံကိုဖြည်းဖြည်းချင်းထုတ်လုပ်ပေးလိုက်မယ်အဲ့ဒါထပ်ပို့ချင်တော့ Vaseline နှဲငယ်ကိုရေးဖြောမင်းကြိုက်တဲ့ရင်မွေးကိုထဲမှာနည်းနည်းဖြန်းပြီးရင်ပြန်ခဲအောင်ထားလိုက်အိတ်ဆောင်လို့ရတဲ့ကိုပိုင်ရင်ဝဲခဲလေးရပြီယောက်ျားပြီးသားရဲ့နာမင်းနဲ့အတူတနေကုန်ရှိနေလိမ့်မယ်နံပါတ်2သေတတ်တဲ့မျက်ခုံးဝေးတာရှင်းပြီးပုံကြရဲမင်းရဲ့မျက်ခုံးဝေးရမင်းရဲ့မျက်နှာကိုဘယ်တော့ပြောင်းလဲပေးနိုင်လဲဆိုတာကိုမင်းအောင်သွားလိမ့်မယ်သူကမျက်ဝန်းကိုပေါ်လွင်စေပြီးတော့မျက်နှာကိုပို့ပြီးထားကြသွားစေတယ်Vaseline နဲ့ငယ်ကိုလက်ထိတ်နဲ့ပို့ပြီးတော့မျက်ခုံးပေါ်ပုတ်တင်ပေးလိုက်ဒါတဘာဝတိုင်းရောင်တောက်စေပြီးတော့မင်းရဲ့မျက်ခုံးကိုပို့ပြီးတော့ပုံကြစေတယ်ဘာချဲသားဘူးမှမလိုပဲပို့ထူးတရားအောင်ထင်ရစေတယ်နံပါတ်3ကျမ်းမာပြီးပုံကြတဲ့စပင်မင်းရဲ့စပင်ကဖွာနေတယ်ခြောက်နေတယ်ကြီးရတော်တော်လေးစိုးနေရင်တော့ဒီနီးလန်းကိုသုံးကြည့်ပါဒီပုံကိုယင်ကြည့်ပါပြီးရင်ဒီပုံကိုကြည့်ပါခြားနာချက်ကိုမင်းမြင်လား Vaseline နဲ့ငယ်ကိုလက်ဖွားပေါ်မှာပုတ်ပြီးတော့စပင်ပေါ်ကိုတာရပုတ်ပေးလိုက်ဒါစပင်ကိုတဘာအတိုင်းဆိုပြေးစီပြီးတော့တိတ်တက်သွားစေရပစ္စည်းတွေအများကြီးသုံးပြီးပုံသွင်းရမကြိုက်တဲ့လူတွေအတွက်ကတော့ကောင်းဆုံးပဲအများကြီးတော့မသုံးနဲ့တော့စီးပြန်သလိုဖြစ်သွားလိမ့်မယ်မလန်နိုးလာကြတဲ့ကအလိုလိုစမတ်ကြနေလို့ဖြစ်နေစေရမယ်နံပါတ်4ဆွဲဆောင်မှုရှိတဲ့နှကန်းမင်းရဲ့နှကန်းတွေက၆တွေ့ပြီးတော့ဖက်တွေကွာနေဘလို့မှကြည့်မကောင်းနိုင်ဘူးဖြည့်ရှင်းကြီးကတော့ညမအိတ်ခင်တပုတ်တန်ကိုရေနွေးနွေးနဲ့စုပ်ပြီးတော့နှကန်းကိုစက္ကန့်20ကြာဖြင်းရင်းစွာတိုက်ပေးပါပြီးရင် Vaseline လွှာပပလေးလိမ့်လိုက်ပါမနေ့ကျရင်နှကန်းကဆိုရက်ပြေးသွားပြီးတော့ကျမ်းမာတဲ့အယောင်ဖြစ်နေလိမ့်မယ်အယောင်တောက်တောက်တွေမဟုတ်ဘဲနဲ့တန်ရှင်းနူးညံ့တဲ့နှကန်းကမင်းရဲ့မျက်နှာတစ်ခုလုံးလန်းဆန်းသွားစေမှာပါဒါအလေးချင်းသေးလေးတစ်ခုဆိုပေမဲ့ဓာတ်ပုံထဲမှာဟောပြင်ပါပါမင်းရဲ့ရုပ်ရည်ကိုစီးတတ်ပြောင်းလဲပေးနိုင်တယ်နံပါတ်5မျက်ကွင်းညိုတာနဲ့ညာရင်းချင်းကလေးဖို့မင်းကညာဘက်တွေလှုပ်လို့ပဲဖြစ်ဖြစ်ဟုံးပို့လို့ပဲဖြစ်ဖြစ်ညနဲ့တော့ရင်တော့ဘူးမှတီးစရာမလိုညာအိတ်ခန်းဒီမှာ Vaseline နဲ့ငယ်ကိုမျက်လုံးအောက်နဲ့ပါရုပ်တစ်လျှောက်လိမ့်ပေးလိုက်သူကအဆိုရက်ကိုထိန်ပေးပြီးတော့ညာရင်းချင်းအသားရည်ကိုပြန်လည်ပြုပြင်ပေးတယ်မနေ့ကျရင်မျက်နှာကိုရေးနဲ့ဆေးချလိုက်ခြားနှက်ချက်ကိုချက်ချင်းမြင်ရလိမ့်မယ်သားရည်ကပုံမူချုံးမွေပြီးတော့လန်းဆန်းနေစေလိမ့်မယ်၈နာရီပြည့်အောင်ဝေါ်ကနေအိတ်ထားသလိုမျိုးပေါ့တွေ့လားဒါပစ္စည်းတစ်ခုရဲနဲ့ပဲလုပ်လို့ရတယ်ရုပ်ရှင်နဲ့နီလန်း၅ခုပဲမနက်ခင်းကော်ဖီကိုတစ်ခွက်တောင်မရှိပဲVaselineကမင်းကိုတကယ်ကိုပုံပြီးတော့ဆွဲဆောင်မှုရှိအောင်ပြောင်းလဲပေးနိုင်တယ်